ဒီပိုင်းရဲ့အစမှာတော့လေစိတ်ကနေမျိုးသမီးတယောက်ထွက်လာတာကိုတွေးရမှာဖြစ်ပြီးသူ့နောက်မှာလည်းတယောက်ခိုးလိုက်လာတာကိုလည်းတွေးကြရမှာပါတစ်ဖက်ကဆာဝါရာရဲ့အိမ်မှာတော့ရီဘွန်ကဆာဝါရာကိုစာတင်ပေးနေခဲ့ပြီးအဲ့အချိန်ကလေးတယောက်ကအခန်းထဲဝင်လာကရီဘွန်ကိုစကားပြောနေခဲ့ပေမဲ့အိုကအဖတ်တောင်မလုပ်တဲ့အတွက်တင်းသွားခဲ့ပါတယ်အဲ့ဒါကြောင့်တိုက်ခိုက်ဖို့ပြေးလာခဲ့ပေမဲ့သူပဲအတီးခံလိုက်ရပြီးသူ့နာမည်လမ်ဘိုဖြစ်ကြောင်းငိုပြီးဆာဝါရာကိုမိတ်ဆက်လိုက်ပါတယ်နောက်တစ်နေ့ဆာဝါရာကျောင်းသားကိုထွက်လာတဲ့အချိန်လေစိတ်မှာတွေးလိုက်ရတဲ့အမျိုးသမီးနဲ့ဆုံလိုက်ရပြီးသူ့ကိုလည်းအေးတပူးပစ်ပေးလိုက်ပေမဲ့အောက်ပြိုးကြကမှောက်သွားခဲ့ပါတယ်အဲ့ချိန်အပေါ်ကငှက်တစ်ကောင်ကအချိုရည်ရဲ့အနှမ်းကြောင့်ပြုတ်ကျလာခဲ့တာကြောင့်သူ့ကိုစိတ်ခတ်တာမှန်တီးလိုက်ရပါတယ်အဲ့လိုနဲ့ဆာဝါရာကကျောင်းကိုရောက်လာခဲ့ပြီးယာမာမိုတိုတို့နဲ့စကားပြောနေတဲ့အချိန်လမ်ဘိုကသူ့နောက်ကိုလိုက်လာတာကိုတီးသွားခဲ့ပြီးအဲ့အချိန်စီကန်ထိသိမ်းမှုဟီဘာတွေရောက်ကြည့်လာတာကြောင့်ပြေးပေးခံရမှာဆိုတဲ့အတွက်အပြင်ကိုပြေးထွက်လာခဲ့လိုက်ပြီးဘာလို့ခိုးလိုက်လာတာလဲလို့လမ်ဘိုကိုမေးလိုက်ပါတယ်အဲ့ဒါကြောင့်လမ်ဘိုကလည်းရီဘွန်ကိုလိုက်ရှာရင်လမ်းပြောက်သွားတာဖြစ်ကြောင်းပြောပြလိုက်ပြီးအဲ့အချိန်ဂိုကူဒေရာနဲ့ရီဘွန်တို့ရောက်ရှိလာခဲ့ကြပါတယ်အဲ့အချိန်လမ်ဘိုကရီဘွန်ကိုတွေးတာနဲ့ RPG နဲ့ထူဖို့ပြင်နေတာကြောင့်ဂိုကူဒေရာကပဲဒိုင်နမိုက်နဲ့ပစ်ကတိုက်ခိုက်ပေးလိုက်ရပါတယ်အဲ့ဒါကြောင့်လမ်ဘိုကလည်းငိုသွားခဲ့ပြီးသူ့ရဲ့စပင်ထဲကနေဘာဇူကာကိုထုတ်လိုက်ကသူ့ကိုသူပြန်ပစ်လိုက်ပါတယ်အဲ့လိုပြေးလိုက်တာကြောင့်လမ်ဘိုကပျောက်သွားခဲ့ပြီးအရက်ရှိရှိနဲ့ကောင်လေးတယောက်ပေါ်လာကသူကအနာဂတ်10နှစ်ကလာတဲ့လမ်ဘိုဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်ရီဘွန်ကလမ်ဘိုခုနကပြစ်လိုက်တဲ့ဘာဇူကာဟာပြစ်လိုက်တဲ့သူရဲ့အနာဂတ်10နှစ်မှရှိတဲ့သူနဲ့9မိနစ်လောက်နေရာချိန်နိုင်တဲ့လက်နက်တစ်ခုဖြစ်ကြောင်းနဲ့ဘိုဘီနိုမိသားစုမှသာကြီးတဲ့လက်နက်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်ရီဘွန်ကိုတွေးတာနဲ့တိုက်ခိုက်ရှင်နေတဲ့လမ်ဘိုကလည်းသူ့ရဲ့ဂျွန်းနှချောင်းကိုခေါင်းမှာတက်ကဘိုအား1000ရှိတဲ့တန်နာဆက်ဆိုတဲ့တိုက်ကွက်နဲ့တိုက်ဖို့ပြေးလာခဲ့ပါတယ်ဒါပေမဲ့ရီဘွန်ကဒုတ်ကောင်းနဲ့တစ်ချက်ရက်ကအနိုင်ယူလိုက်တာကြောင့်အနာဂတ်ကလမ်ဘိုလည်းငိုပြီးထွက်ပြေးသွားပါတော့တယ်နောက်တစ်ခါမှာတော့ဆာဝါရာဂိုကူဒေရာနဲ့ယာမာမိုတိုတို့ကနေလဲစာစားဖို့ပြင်နေကြပြီးဆာဝါရာကလည်းနေလဲစာဘူးကိုဖွင့်လိုက်တဲ့အခါမှာတော့တယောက်ယောက်ကအစိတ်ခတ်ထားတာကိုတွေးလိုက်ရပါတယ်အဲ့အချိန်ရီဘွန်ကရောက်လာခဲ့ကအစိတ်ခတ်ပြီးပုံနေတဲ့သူကိုခေါ်ထုတ်လိုက်ပါတယ်အဲ့အချိန်ထွက်လာတဲ့သူကဂိုကူဒေရာရဲ့အမဖြစ်ကြောင်းနဲ့ဘီယန်ကီလို့ခေါ်ကြောင်းသိလိုက်ရပြီးအဲ့အချိန်ဂိုကူဒေရာကလည်းရုတ်တရက်ကြီးဘိုင်းအောင်လာခဲ့ပါတယ်ဘီယန်ကီကသူနဲ့ရီဘွန်ကလင်မယားတွေဖြစ်ပြီးရီဘွန်ကဘိုဂိုလာမီသားစုရဲ့ဆယ်ဆယ်မြောက်ဘော့စ်ကိုစောင်းချောင်းရမယ့်တာဝန်ကြောင့်သူတို့ခွဲခွာခဲ့ရတာဖြစ်ပြီးဘော့စ်ကမတော်ဆမှုတစ်ခုခုဖြစ်ပြီးတေးဆိုးနဲ့တေးသွားခဲ့ရင်သူတို့လည်းအရင်လိုပြန်နေနိုင်မှာဖြစ်ကြောင်းဆာဝါရာကိုကြည့်ပြီးပြောလိုက်ပါတယ်အဲ့ချိန်ဂိုကူဒေရာဘိုင်းအောင်နေတာကိုအားလုံးကသတိထားမိသွားခဲ့ကြပြီးကျောင်းဆဲကန်းကိုပို့ပေးခဲ့ကြပါတယ်ဂိုကူဒေရာကတတ်သွားတဲ့အချိန်မှာတော့အရင်ကသူပီယာနိုတီးပြရမယ့်ပွဲတစ်ခုမှာသူ့အမလုပ်ပေးရဲ့ကိုကြီးကိုစားမိခဲ့တာကြောင့်ဖျော်ဖြေတဲ့အချိန်မှာစိုးဝါးသွားခဲ့ပေမဲ့ဘာကြောင့်မှမသိလူတွေကလည်းအားပေးခဲ့ကြတာကြောင့်သူ့အဖေကလည်းအဲ့အချိန်ကစပြီးနေ့တိုင်းအဲ့အစားအစာတွေကိုကျွေးနေကြတာကြောင့်သူ့အမနာကြောင့်ရဲ့ဘိုင်းအောင်နဲ့ယောဂါကရလာခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်မိန်းကလေးတွေကသူတို့ရဲ့လက်မှုချိန်မှာလှုပ်ထားတဲ့မုံတွေကိုယောက်ျားလေးတွေကိုကျွေးဖို့ရောက်လာခဲ့ကြပါတယ်ဆာဝါရာကဖြိုးကိုလှုပ်ထားတဲ့မုံကိုဘီယန်ကီကသူ့ရဲ့အစိပ်ပါတဲ့မုံနဲ့လဲနေတာကိုတွေးလိုက်ရပြီးဖြိုးကိုကလည်းသူ့ကိုလာကျွေးနေခဲ့တာကြောင့်ခက်တွေးနေရပါတယ်ယာမာတို့ကသူ့လည်းကျွေးပါအောင်ဆိုပြီးစားဖို့လုံးနေကြလို့ဆာဝါရာကဖြိုးကိုရဲ့မုံကိုရိုက်ချလိုက်ရပါတယ်အဲ့အချိန်ရီဘွန်ကသူ့ရဲ့ကြီးဆိုင်နဲ့ပြစ်ပေးလိုက်တာကြောင့်ဆာဝါရာကဆောင်းရဲကျန်းသားခဲ့ပြီးဖြိုးကိုစီကအစိပ်ပါတဲ့မုံတွေမကပဲကျန်တဲ့သူတွေရဲ့မုံတွေကိုပါစားပစ်လိုက်တာကြောင့်ဆာဝါရာတယောက်လူတိုင်းရဲ့ဝိုင်းဝန်းတာကိုခံလိုက်ရပါတော့ရဲ့ဆာဝါရာကမုံတွေအကုန်လုံးစားလိုက်တာကိုလမ်ဘိုကတွေ့သွားခဲ့ပြီးသူမစားလိုက်ရတာကြောင့်စိတ်ဆိုးသွားခဲ့ကသူ့ကိုယ်သူဘာဇူကာနဲ့ပြန်ပြေးလိုက်ပါတယ်အဲ့ဒါကြောင့်အနာဂတ်10နှစ်ကလမ်ဘိုရောက်ရှိလာခဲ့ပြီးဘီယန်ကီရောက်လာတဲ့အချိန်နဲ့တိုးသွားခဲ့ပါတယ်အနာဂတ်ကလမ်ဘိုကဘီယန်ကီရဲ့ရီးသားအောင်နဲ့တွားတူနေခဲ့တာကြောင့်အစိတ်ကိတ်မုံကိုလည်းတဝါကြီးစားလိုက်ရပါတော့တယ်ဆာဝါရာအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့အမေကကျူးချင်းစရာအသေးရောက်နေတယ်ဆိုလို့တက်ကြည့်လိုက်တဲ့အခါမှာဘီယန်ကီဖြစ်နေတာကြောင့်ဆာဝါရာတယောက်မျက်ဖြူဆိုင်နေရပါတော့တယ်ဘီယန်ကီကသူ့ကိုလက်မှုပညာသင်ပေးမဲ့ဆရာအသေးဖြစ်ကြောင်းမိတ်ဆက်နေတဲ့အချိန်မှာပဲ Hitman Reborn Season 1အပိုင်း3ကလည်းပြီးဆုံးသွားခဲ့ပါပြီနောက်နေ့မှနောက်တစ်ပိုင်းနဲ့ပြန်လာခဲ့ပါမယ်ကျေးဇူးအားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်